Okay အဲ့တော့ကျွန်တော်ပြန်တွေ့ပြီဒီတစ်ခါမှာတော့ဒါကျွန်တော်က Alpha Video number 4ပေါ့အဓိကတော့ဒီ DJ Merster ပေါ့နော် DJ Merster ဆိုတော့အဓိကအပြင်တော့ဒီတော်တော်များများဆိုကြပါတယ်အပုံစံဒါ Electro Hop General အဖြစ်ပြောရင်တော့ Electro Hop ပုံစံအဲ့တော့ DJ Merster သူတီးခက်တက်တဲ့ပုံစံမျိုးပေါ့ကျွန်တော်ဒါကိုရိုးဒီ phone record နဲ့ပဲပြဘူးတယ်ဒီတစ်ခါတော့ဒါ second recording ပေါ့နော်ဒီသရှာရှင်းပြလို့ရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တီးခတ်ထားတဲ့ဒီ effect တွေတစ်ဖြုတ်ပေါ့နော်ဒါတွေကိုခင်ဗျားတို့တွေ့နိုင်မယ်အများကြီးပဲဟေး okay အဲ့တော့ဒါဘာမှမပြောတော့ဘူးပထမဆုံးသချင်းဖွင့်ပြလိုက်မယ် DJ Merge Step ဒါပုံစံမျိုးပေါ့နော်ကျွန်တော်တီးခတ်ထားတာပါအဲ့တော့နာမည်တော့ပေးထားပါတယ် Daddy Motherfucking Boy ဘာလဲတော့မသိဘူး okayဟုတ်ပြီအဲ့တော့ဒီထဲမှာတော့ဒါအဓိကတော့ဒီ DJ Merster ဒါသူ့ရဲ့တီးတဲ့ပုံစံတွေကအဓိကဒီ bass အသားပေးထားတာဗောနော် bass ကိုသူဦးစားပေးထားတယ်အဲ့တော့ bass ကိုနားတော့ကြည့်တစ်ချက်လောက်ဟုတ်ပြီဒီအရှိရဟာတော့ creation လေးတွေဗောနော်ကျွန်တော်ဒီအသံလေးတွေဒါကိုပြန်ပြီးတော့ကျွန်တော် reverse ခေါ်ထားတာလေးတွေပေါ့ Okay ဟုတ်ပြီနောက်တော့ဒါ sync line ပေါ့နော်ဒီ sync one shot ပေါ့သူ့ကိုကျွန်တော် pen ပေးထားတယ်ဘယ်ညာ pen ပေးထားပြီးတော့သူ့ကိုဒါ retro equalizer ကျွန်တော်ဟိုပြန်ဆော့ပေးထားတယ်ဒီ retro ပေါ့နော်ဒီ retro အဲ့တော့ကျွန်တော်အောက်က pen line ပေးထားတယ်ဟုတ်ပြီအဲ့တော့ဒါ तू ကတော့ဒါတော့မပါမဖြစ်ပါပဲ DJ Merster တချင်းလေးဆိုလို့ရှိရင်အေး okay ဟုတ်ပြီဒါသူ့ပုံစံပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ main sync line ကိုကျွန်တော်ဒါ wave line looping ပြန်ပတ်ထားတာမဟုတ်ဘူးကျွန်တော်အရင်ကွန်ပျူတာနဲ့ကျွန်တော်တီးတဲ့အခါမှာကျွန်တော် plugin တစ်ခုရှိရအဲ့ဒါအဆင်မပြေလို့ကျွန်တော် wave line ပြန်ထုတ်ထားတာပေါ့နော်အဲ့ကောင် wave line ထုတ်ထားတယ်သူရဲ့သုံးထားတဲ့ effect လေးပြပေးမယ် misery track line နဲ့မှာနံပါတ်15ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနားလေးရလည်းပြန်ပြီးတော့ဖွင့်ပြပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒါ FL video နံပါတ်4ပေါ့နော်အဲ့တော့ကြည့်ရှုပြီးတော့တစ်ခုတစ်စုံတည်းဟာဒါရရှိသွားတယ်သိရှိသွားတယ်ဆိုရင်ပဲဒါကျွန်တော်ကျင်းနေပါပြီအဲ့တော့ကျွန်တော်ထက်တက်တဲ့တီးတဲ့တော်တဲ့လူတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ဒီတိုင်းပဲကျွန်တော်မျှဝေပေးခြင်းဖြစ်တယ်အဲ့တော့ညီကိုတွေဘာတွေများလိုအပ်မလဲသိချင်တာရှိရင်လည်းကျွန်တော်ရဲ့ personal account ကိုလာပြီးတော့ကျွန်တော်မေးပါကျွန်တော်တက်နိုင်သလောက်ဖြေပေးပါမယ် Okay အားလုံးနှုတ်ဆက်လိုက်ပါတယ်အဲ့တော့ကျွန်တော်က double B ပါအဲ့တော့ဟုတ်ပြီကျွန်တော်ဒီခတ်ထားတဲ့ပုံစံလေးဖွင့်ပြရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျအဲ့တော့အနောက်မှာဒီဗီဒီယိုပြီးသွားလို့ရှိရင်နောက်ထပ်နံပါတ်5မှာကျွန်တော်ပြခြင်းမဲ့တီးလုံးလေးကိုကျွန်တော်ထည့်သွင်းပေးပါမယ် Okay
အားလုံးနှုတ်ဆက်လိုက်ပါတယ်